ဒီနေရာလေးကတော့ဘိုးတော်ဈေးတော်မြတ်ကြီးရဲ့အောင်မြေဖြစ်ပါတယ်ဒီအောင်မြေမှာလာရောက်ပြီးတော့ဝတ်ပြုဆုတောင်းဒိဋ္ဌံကြတဲ့ဖျားဘူးလာပြည်သူများကိုလည်းတွေ့ရှိရပါတယ်ခင်ဗျာအခုမြင်နေရတဲ့ဖျားကြီးကတော့ဦးကျော်ဟင်းတည်ခဲ့တဲ့အတိတ်တိကျေးတွန်းဖျားကြီးဖြစ်ပါတယ်အဲဒီနောက်မှာမြတ်ဗုဒ္ဓရဲ့ခြေတော်ရာထားရှိရာနေရာကိုကျွန်တော်တို့တွားရောက်လေ့လာဖြစ်ခဲ့ပါတယ်ဒီနေရာလေးမှာတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့ခြေတော်ရာမျိုးစုံကိုလည်းတွေ့ရပါတယ်ခင်ဗျာနိုင်ငံအသီးသီးမှာရှိတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ခြေတော်ရာကိုလည်းဒီလိုအခုလိုမြင်တွေ့နေရတဲ့အတိုင်းပဲမှန်ပေါင်းနဲ့တွင်းနှားပြီးတော့ဒီလိုမျိုးခန်းနားနဲ့ပတ်သက်ထားပါတယ်ခင်ဗျာ